တွေအားလုံးနားထောင်နေရဖြစ်လိမ့်မယ်ဆဲဆိုတောင်းကျမ်းသူတွေအတွက်တော့ကိုစီနေနဲ့တူးမထင်ပါနဲ့နော်သူကသူဒါပေမဲ့ကိုစီအားပေးနေသူတွေအားလုံးကတော့ကြောက်ကမန်းလေးပါပဲနော်ဘာကြောင့်လဲကိုစီကထောက်ဖို့တွေထဲမှာပြပြသားသားပြောတတ်ပြီးတော့လူယုံကြည်မှုအများအောင်များပါတယ်အဲ့တော့ကိုစီကိုမေးချင်တဲ့သူတွေရှိတယ်ဒီမှာဘာကြီးမွန်ကြီးမေးချင်တယ်ဖြစ်တယ်ပြောပါမင်္ဂလာပါကိုကြီးမောင်ရေမင်္ဂလာပါတော့ကိုကြီးမင်္ဂလာပါဟုတ်ကဲ့ပါကျွန်တော်ကတော့မေးချင်တာတခုပေါ့နော်ကျွန်တော်တို့ဒါကိုမောင်လည်းရှေ့မှာပြောသွားခဲ့တယ်ဗျကျွန်တော်တို့ဒါစီးလုံးမှုအင်အားကိုအကိုတို့ကဒါချပြမယ်လို့ပြောတယ်နောက်တစ်ခုကအကိုကလည်းဒါတက်မတော်ကဒီတမိတ်တာနာ10နှစ်နဲ့သွားတယ်လို့လည်းပြောထားတယ်ပေါ့နော်အကယ်၍များပေါ့ကျွန်တော်ကမေးချင်တာကခုနကတော့ကိုမောင်ကပြောသွားတယ်တောက်လန်ရေးဘက်ကရောအားနဲ့ချက်တီမရှိဘူးလားပေါ့အကယ်၍များတက်မတော်ကဒီနေရာမှာပဲရက်မယ်တမိတ်တာအာနာ10နှစ်နဲ့ငါတို့ဒီနေရာဒီလိုမျိုးလုံမယ်ဆိုပြီးတော့တမိတ်တာအာနာ10နှစ်အကိုတို့ပြောနေတဲ့အာနာပါဝါပေါ့နော်အဲ့လိုမျိုးပြောပြီးတော့အဲ့နေရာမှာပဲရက်သွားလိမ့်မယ်တကယ်လို့အကိုတို့ဘက်ကရောအဲ့လိုမျိုးငါတို့ဒီနေရာမှာပဲရက်ကြမယ်ဟေးဆိုပြီးတော့ခုနကပြောတဲ့ ERO တွေရောနောက်ပြီးတော့ဒီ PDF တွေရောအကုန်လုံးကိုအကိုတို့ဘက်ကရောအဲ့လိုမျိုးchannel command ပေးနိုင်တဲ့အဖွဲ့အစည်းအဖြစ်ရောက်ပြီလားပြောချင်တာကဘာလို့ဆိုလို့ရှိရင်တစ်ဖက်မှာလည်းအဖွဲ့အစည်းတွေကအမြောင်များကွဲနေတယ်တစ်ဖက်ကလည်းခုနကအကိုပြောသလိုမျိုး2008ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ကျွန်တော်တို့ Federal ကိုသွားလို့မရဘူးဆိုလို့ရှိရင်တေးကြတဲ့အခုလက်ရှိသွားနေတဲ့အခင်းချင်းကလည်း2008ဖွဲ့စည်းပုံအခြေခံဥပဒေရ Federal ကိုသွားနေတာမဟုတ်သေးဘူးဗျFederal ကိုသွားမယ်ဆိုလို့ရင်တေးကြတယ်ကျွန်တော်တို့ဒါလွှတ်တော်တွေခေါ်မယ်လွှတ်တော်အတွင်းထဲကနေမှတက်လာတဲ့ပါတီအသီးသီးကနေပြီးတော့ Federal လမ်းကြောင်းကိုစပြီးတော့အခြေခံဥပဒေတွေရေးဆွဲပြီးတော့မှဒါမျိုးသွားကြရတာဒါကနိုင်ငံတိုင်းကအဆင့်ငယ်ပြောင်းလဲကြတာကျွန်တော်တို့ကအခုရေတွင်တူအခုရေကြီးတောက်တဲ့ပုံစံမျိုးဘယ်နိုင်ငံဘယ်ဒေသမှာကျွန်တော်တို့မမြင်ခဲ့ဘူးလေးလာမှုလည်းမရှိခဲ့ဘူးပေါ့နော်အဲ့ဒါကိုအခုအနေနဲ့ဘယ်လိုပုံစံမျိုးဒါလိုချင်တာလဲနောက်ပြီးတော့ခုနကတော့ကိုမောင်မေးသွားတဲ့ Federal ပေါ့လူမျိုးရေးကိုအခြေခံနေတာလားဒါမှမဟုတ်လို့ရင်နေမြေဒေသကိုအခြေခံတဲ့ Federal ကိုလိုချင်တာလားကျွန်တော်တို့ကအဲ့ဒါလေးသိချင်တာပါကြအဲ့ဒါကတော့ကျွန်တော်တို့တိုင်းရင်းသားခေါင်းဆောင်တွေပေါ်မူတည်လိမ့်မယ်ကျွန်တော်တို့အမြင်ကတော့ရှင်းရှင်းပြောရင်ကျွန်တော်ဆိုမှတ်ပုံတွေအနောက်မှာထည့်တဲ့လူမျိုးတော်မှာကျွန်တော်မကြိုက်ဘူးကျွန်တော်တို့တိုင်းပြည်မှာတွေးကွဲနေတာအဲ့ဒါကြောင့်လို့ပဲကျွန်တော်မြင်တယ်။ဘာနေရဗမာနေရရခိုင်နေရမော်နေရရှမ်းဆိုပြီးတော့အားလုံးကမြန်မာပြည်သားတွေပဲကျွန်တော်တို့နေရဒေတာပဲကွာတာဖြစ်တဲ့အတွက်နောက်ပြီးတော့ခက်ကာလာအရာကျွန်တော်ကရင်ပြည်နယ်ဆိုရင်ကရင်ပဲနေတာမဟုတ်တော့မွန်ပြည်နယ်ဆိုရင်မွန်ကြီးပဲနေတာမဟုတ်တော့ထိုနည်းတူပဲရန်ကုန်မန္တလေးမှာလည်းတိုင်းရင်းသားတွေအများကြီးရှိတယ်။ချမ်းသာနေတဲ့တိုင်းသားတွေရှိသလိုစက်ရုံလုပ်ရုံမှာလုပ်နေတဲ့တိုင်းသားတွေရှိတာပဲ။အဲ့တော့ကျွန်တော်တို့ကလူမျိုးစုအမည်တွေနဲ့ဆိုရင်135မျိုးဆိုပြီးတော့ကျွန်တော်135မျိုးရဲ့အလိုလိုက်နေရမယ်အဲ့တော့ data အလိုက်ပုံစံမျိုးနဲ့တွားနိုင်ကြမယ်ဆိုရင်တော့ပို့ပြီးတော့ပရိပခတ်တွေ short ချနိုင်မယ်လို့တော့ထင်တယ်ဒါပေမဲ့ဒီနေရာမှာတစ်ခုရှိတာကဒီနေရာမှာ yes ဆိုတဲ့စကားကတော်လိုင်းဘက်ကရက်လို့ရတယ်ဘယ်လိုပုံစံနဲ့ရက်မလဲပုံမှာမူတည်တယ်လက်ရှိစစ်တပ်ရက်ချင်တဲ့ပုံစံမျိုးကတော့အခု TNN လို့ပုံစံမျိုးတို့မင်းတို့ဘယ်နှမျိုးသိမ်းထားလဲရော့မင်းကဘယ်နှမျိုးယူငါဘယ်နှမျိုးယူဒီနေရာမှာရက်မယ်ဆိုတဲ့ဟာကြီးကဒါမှန်ကန်တဲ့အဖြေမဟုတ်ဘူးကျွန်တော်တို့အဲ့ဒီရဲ့မီးပွားကတစ်ချိန်ကျရင်ပြန်လာအောင်ပါပဲကျွန်တော်တို့လိုချင်တာဒီထာဝရငြိမ်းချမ်းရေးကိုလိုချင်တာနောက်ကိုဒီနိုင်ငံမှာဘယ်သူမှအာဏာသိမ်းခွင့်မရှိသလိုဘယ်သူမှလည်းလူပေါင်းမဝခွင့်မရှိတဲ့အခင်းချင်းမှာရက်စေချင်တယ်ကျွန်တော်တို့တိုင်းပြည်ကနားလဲနာပွားကြီးဖြစ်တဲ့အတွက်ရက်သွားတဲ့တနေ့ကျရင်နောက်ထပ်နှစ်ပေါင်းများစွာအထိအာမခံချက်ရတဲ့တိုင်းပြည်တစ်ခုဖြစ်တဲ့အနေအထားမှာရက်ဖို့လိုတာပေါ့ဟုတ်ကဲ့တော့ကိုဖကလည်းပြောချင်တယ်ညီမလေးရင်ပြလှည့်ပေးလိုက်နော်ရိုဆွေလာလှည့်ပြရတယ်ပါသူကမင်္ဂလေးဆိုတော့ကုသပေးအောင်ဘာကြောင့်ဆိုကိုယောက်ျားလေးတွေပဲရှေ့နိုင်ငံရေးမှာနေရာယူနေမကောင်းသေးဘူးနော်မှန်ပါမြင်ချင်ပြောပါဟုတ်ကဲ့ပါရှင်အားလုံးပဲမင်္ဂလာပါရှင်မွန်းတပါတယ်အခုကျမတို့ကဒေါ်လာရေးဆိုတဲ့ဟာကိုကိုမောင်ရဲ့ကျမတို့ကအမှန်တရားဖဲ့လို့ချင်တယ်စီမှန်တဲ့စနစ်ပေါ်လို့ချင်တာပေါ့နော်တကယ်ပြောမှဆိုရင်စီအနာရှင်ဆိုတော့ကြာဆုံးဖို့ဆိုတာလဲကျမတို့ကဖေကလူသားဖို့ဆိုတာလည်းမဟုတ်ဘူးအခုဟိုလေဖန်စီထားတဲ့စစ်တပ်ကြီးလည်းကောက်မူဒေါ်လာရေးဖဲဆိုလို့ရှိရင်ကောက်မူထမင်းကျွဲတယ်မတတ်ဘူးမဖြစ်ဘူးအဓိကတော့ကျမတို့ကစနစ်ကောင်းလို့ချင်တယ်တရားမျှတတဲ့စနစ်ကောင်းလို့ချင်လို့ဒီလိုမျိုးစစ်တိုက်တာပေါ့နော်အဲဒါကြောင့်ကျမတို့ကဟိုဒီလိုမျိုးအစင်းနဲ့အနေနဲ့ခွေးပြမှုရှိတာချင်းမှာကျမတို့ကအမှန်ကန်ပဲစနစ်မှန်ကန်လို့ချင်တယ်ရွေးချယ်နိုင်မယ်ဆိုလို့ရှိရင်အားလုံးကဘယ်လိုမျိုးဆိုဘယ်သူမှလည်းနဲ့ကြိုင်ပြီးတော့ဘယ်သူမှလည်းမတိုက်ခိုက်ချင်ပါဘူးကိုပြည်နေကိုတက်ပြည်ကိုဘက်ကပုံအင်းခန့်တယ်ပဲနေစေချင်ပါတယ်ဒါပေမဲ့အဓိကတော့အခုကျမတို့ကလက်ရှိကမဟာမေတ္တာပေါင်းစုဆိုတာတွေ့ရှိလာပြီမဟာမေတ္တာပေါင်းစုဆိုတာဟာကိုအမှန်တရားရတည်နိုင်မဲ့ရည်မှန်းချက်မျှော်လင့်ချက်ယုံကြည်မှုရှိတယ်အဲဒါကြောင့်ကျမတို့ကဒီမကြာခင်မှာကျမတို့ကဒီတော့ထားရေးပြရတော့အနိုင်တော့ရလာနိုင်မယ်မှန်တရားတဲ့လိုလာတဲ့ကျမတို့ကရည်မှန်းချက်ရှိတယ်ဖြစ်တယ်တော့အဲဒါကြောင့်ကျမတို့ကဒီဆီယနာရှင်ကြာရှုံးဖို့ဆိုတာဟာတော့အမှန်တရားဖို့ကြာဆုံးစေချင်တဲ့ကျမတို့ကမျှော်လင့်ချက်ဖြစ်တယ်အဲဒါကြောင့်
ဒီအငြိပွားမဖြစ်စေဘဲနဲ့အမှန်တရားကိုယုံကြည်မှုနဲ့ကျမတို့ရတည်ဖို့လို့ဆိုတာအငြိမလေးပြောချင်တယ်ဟုတ်ကဲ့ တော်လိုင်းရေးကိုအားပေးထောက်ခံတယ်အခုကိုစီနဲ့ဒါပွင့်တယ်ပြောရင်မချင်းတူတဲ့နော်ဒီတော်လိုင်းရေးဘက်တော်သားတရားပေါ့နော်ပဲကိုဖိုကရေးလေးစားမှုထားပါလေးစားမှုကနံပါတ်1ပေါ့လေနော်အဲ့တော့ဒီကိုစီလည်းရှိတယ်ဆိုတော့သူတို့ဒါတော်လိုင်းရေးနဲ့မထက်တဲ့ဝင်လောက်နေတဲ့သူတွေပဲဒါကတော့ကိုဖိုကဆိုတော့ဒါငယ်ရေး theory ရဲ့အားဖြင့်ဒါဟောပြောနေတဲ့ပုံကိုတရားပေါ့လေနော်အဲ့ဒါလည်းလူများကြပါလေဒီကိုဖိုကကိုဖိုကလည်းပြောချင်မှုရတယ်အဲ့တော့ဗာများပြောချင်တယ် အားလုံးလေးစားပါတယ်ဟိုရင်ကြီးရင်တဲ့ဆွေးနွေးတာကောင်းပါလေဗျာအောက်မှာလည်းပြေးတက်က900ကျော်ရှိတယ်ကျွန်တော်တို့ဒီနိုင်ငံရေးတစ်ခုကိုလုပ်တဲ့အခါမှာစီကူးရင်နဲ့တွားလို့မရပါဘူးခင်ဗျစီကူးရင်နဲ့တွားလို့မရဘူးဆိုတာအဲ့လားမဟာမိတ်တပေါင်းစုရေးဆိုပြီးတော့အရင်တော့လည်းအားလုံးစူးစီးဖို့ကြိုးစားတာပဲလေပြန်ကွဲသွားတယ်တောင်းနဲ့အဆင်မပြေဘူးမဟာမိတ်တပေါင်းစုရေးဆိုတာဒါတွေကတကယ်တမ်းကျရင်တော့ဟိုစိတ်ကူးရင်ဆံပါတယ်เนาะတော်လိုင်းဘက်ကိုလည်းကျွန်တော်တို့ကဟိုအကြံဉာဏ်လေးတွေပေးလို့ရပါတယ်တော်လိုင်းဘက်ကဟလာသူတို့ဘက်ကဘာတွေလိုအပ်လဲဆိုတာကဒါကကိုကသဘောမကျပြီမကျွန်တော်တို့ကတော့ဒါတော်လိုင်းလို့ကျွန်တော်မသတ်မှတ်ပါဘူးဒါပေမဲ့အဲ့ဒီဘက်ကိုကျွန်တော်တို့ပြောမယ်ဆိုရင်သူတို့ပြောနေတဲ့မဟာမိတ်တပေါင်းစုကြီးဆိုတာတိတ်ပြီးတော့စိတ်ကူးရင်ဆံပါတယ်ဥပမာပြောမယ်ဆိုရင်ကမ္ဘာပေါ်မှာနိုင်ငံပေါင်း160ကျော်ရှိတာအဲ့ဒါဟိုမှာယူရိုပမှာသွားပြီးတော့ European country ဆိုပြီးလောက်တာရှင်အင်္ဂလိပ်ကရှင်းပြောအထက်မှာနေလို့မရဘူးနိုင်ငံပေါင်း20ကျော်ကသွားပြီးမဟာမိတ်လို့မရပြန်ဘူးဒါကနေရာတကာမှာဒီတိုင်းပဲအဲ့ဒီတော့မြန်မာပြည်မှာရှိတဲ့ကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တပုံပေါ့ဗျာတပုံအဖွဲ့အစည်းမြောက်များစွာကမဟာမိတ်အဖွဲ့အစည်းလုပ်ဖို့ဆိုတာစေကူးရင်ပဲလို့ကျွန်တော်အနေနဲ့တော့ခံယူပါတယ်ဗျာနော်ဒါတခုပြောချင်တယ်နောက်တစ်ခုခုနကနံပါတ်2ကအပေါ်အကွက်ကနံပါတ်2ကဟိုဆွေးနွေးသွားတဲ့အထက်မှာအဲ့လာဘူဂျုံမီမင်းအောင်လိုင်းကိုဖားနေတယ်ဆိုပြီးတော့ဟိုပြောပြီးတော့ဆွေးနွေးသွားတာပေါ့လေအခြေခံအပြင်တော့ခမည်းအနေနဲ့ကတော့မှားတယ်လို့ယူဆလို့ရမှာပါဒါကိုယ့်ရဲ့အယူဆတာနေဖြစ်ပါတယ်တကယ်တမ်းသူမှားနေတယ်လားမမှားနေတယ်လားဆိုတာကတော့ဒါကတော့ပဂတိလက်တွေ့တရားနဲ့တကယ်တမ်းကျရင်ရှင်းကြည့်ရမှာပါတိုင်းပြည်တစ်ခုလုံးလူဦးရေတန်း90ကျော်ကိုသူ့အနေနဲ့ရွေရှားအောင်လုပ်နေရတဲ့လူတယောက်သူကပဂတိအချင်းတွေကိုကင်ပြီးတော့လှုပ်ရှားနေရတာပါသူ့ကိုအားလုံးကောင်းပါသည်အားလုံးမှန်ပါသည်လို့ကျွန်တော်အနေနဲ့မဆိုလိုပါသို့တော့လက်တွေ့ကြတိုင်းပြည်ကိုဥဆောင်ပြီးတော့လှုပ်ရှားနေတဲ့အချိန်မှာကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေသူ့ကိုကိုယ်အနေနဲ့မှားသည်လို့ပြောတာကိုယ့်ရဲ့အယူဆတန်နေဖြစ်ပါတယ်တကယ်သူမှားတယ်မမှားတယ်ဆိုတာကနောက်တစ်ခုကနိုင်ငံရေးလုပ်တဲ့အခါမှာအမှားနဲ့အမှန်နဲ့တင်လုပ်တာမဟုတ်ပါဘူး3နဲ့3နဲ့ပေါင်း6ဆိုတာဒါမှန်တယ်3နဲ့3 9ဆိုတာမှားတယ်ဆိုတာကအင်မတန်မှလွယ်ကူတဲ့ပု္ပ္ပစာပါနိုင်ငံရေးလုပ်လာပြီဆိုရင်ပု္ပ္ပစာတွေကအရန်ရှုပ်ထွေးပါတယ်လက်ဖွားနဲ့လက်မိုးလို့ပေါ့ဟိုဘက်ကကြည်မလားဒီဘက်ကကြည်မလားအဲ့တော့မှားတယ်မှန်တယ်လို့ခုနကဒုတိယပုဂ္ဂိုလ်ဦးအောင်မင်းလောင်ပြောသွားတဲ့ဟာကိုကျွန်တော်အနေနဲ့ပြန်ပြောရမယ်ဆိုရင်ဒါကကိုယ့်ရဲ့အယူဆတာနေဖြစ်ပါသည်သူတကယ်မှားတယ်မမှားတယ်ဆိုတာသူလုံနေတဲ့ဟလားသူလုံနေတဲ့လုတ်ကင်ချက်တွေကိုအကုန်လုံးပြန်ပြီးတော့ကာကနနာကြည့်ရပါမယ်နိုင်ငံတစ်ခုအရွေးတစ်ခုကိုတွားတဲ့နေရာမှာမှားတယ်မှန်တယ်ဆိုတာတဲ့ဆိုင်နိုင်ငံရဲ့ interest ကိုကြည့်ပါတယ်ဟိုဘက်ကကြည့်ရင်လည်းမှန်တယ်လို့ရှိတယ်ဒီဘက်ကကြည့်ရင်လည်းမှန်တယ်လို့ရှိတယ်ဘာလို့လဲအရန်ကိုရှုပ်ထွေးတာအဲ့တော့နိုင်ငံရဲ့ interest ကဘာတော့နိုင်ငံရဲ့ interest ကတကယ်တမ်းကြရင်တော့ national security နိုင်ငံတော်ကြီးမပြိုကွဲရေးဆိုတဲ့ national security ပါအဲ့တော့နိုင်ငံတော်မပြိုကွဲရေးရှုတော့ကကြည့်မယ်ဆိုရင်သူ့ကိုမှားတယ်လို့ကျွန်တော်အနေနဲ့မယူဆပါဘူးဟုတ်ပြီနော်အရင်တုန်းကတက်မတော်ဒီနိုင်ငံရေးလောကကိုမဝင်ခင်ကတည်းကသဘုံတွေတိုင်းပြည်ကိုတော်လှန်ခဲ့တဲ့အနေအထားရှိပါတယ်အဲ့ဒီတော့အဲ့ဒါလေးတော့ဒီကနေပြောပြရစီကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကိုစီလည်းပြန်ပြေးပါဒါနဲ့ပတ်သက်တယ်ကိုစီဒီမှာကိုစီနေသွားမှာနော်ကိုစီပြောလိုက်ပါဦးကဲတော့ကိုစီပြောတာတွေကိုသူဆိုလိုချင်တာကဒေါင်းဦးမင်းအောင်လိုင်းမှားတယ်ဆိုတာကိုတော့သူကဆန့်ကျင်တယ်ပေါ့ဗျာနော်နောက်တစ်ခုကိုစီပြောနေတဲ့တပ်ပေါင်းစုဖြစ်လာဖို့ဆိုတာကိုသူကလုံးဝဆန့်ကျင်တဲ့ဘက်ကရှိတယ်မဖြစ်နိုင်ဘူးဆိုတော့အဲ့တော့အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒါနံပါတ်1ချက်နဲ့ဦးမင်းအောင်လိုင်းမမှားဘူးတပ်ပေါင်းစုကလည်းမဖြစ်နိုင်ဘူးဆိုတဲ့ခါကျတော့တော်လန်ရေးအောင်မြင်မှုနဲ့ပတ်သက်လာလို့ရှိရင်သူကလုံးဝကိုစန့်ကျင်ဘက်ကတော့ရှိနေပြီဗျကိုစီတော့ဒါနဲ့ပတ်သက်ပြီးတော့ကိုစီသူ့ရဲ့အမြင်လေးပေါ်မှာခန်းစားချက်တွေတော့ကောင်းပါကိုနိုင်တော်လိုင်းလုံနေဆိုတော့ကိုကလည်းကိုကလည်းရောင်ဒီကတွေ့ထားပြီးသွားပြီဟလားမကြခင်မှာအောင်မြင်တော့မဆိုတာသိတာပြီဆိုတော့ကိုယ်လည်းမှုနှစ်ခုချားမှာဆိုပါဦးမြတ် ဟုတ်ကဲ့အဲ့ဒီအမြင်ကိုကျွန်တော်ပြန်ပြောရမယ်ဆိုတော့နံပါတ်1ပေါ့နော်တပ်ပေါင်းစုဆိုတဲ့ဟာက
စိတ်ကူးရင်မဟုတ်ပါဘူးဘာဖြစ်လို့လဲခုနကဒီအကိုပြောရတယ်ပေါ့နော်နှိုင်းရှင်ပြသွားတဲ့တဲမှာပြည်သူထောက်ခံမှုကိုထက်မတွက်ထားလို့ပါကျွန်တော်တို့နိုင်ငံမှာလက်ရှိဒီနေ့အချိန်မှာစစ်တပ်စစ်ကြောင်းတွားလို့ရှိရင်တည်င်းပေးတာပြည်သူပါတော်လိုင်းဘက်အချင်းမှာစစ်တပ်ကိုတည်င်းပေးရတာကစစ်တပ်ရဲ့ထောက်လိုင်းတီးထက်မွေးပြီးတော့တည်င်းပေးရတာပါစစ်တပ်ကိုတည်င်းပေးတဲ့ပြည်သူတွေအင်မတန်နေပါတယ်ဒါပေမဲ့တော်လိုင်းဘက်အချမ်းကိုတည်င်းပေးတဲ့ပြည်သူကလူတိုင်းပါဆိုတော့ပြည်သူရဲ့ထောက်ခံမှုကဒါအကိုတို့လည်းသိလိမ့်မယ်လက်ရှိနိုင်မဲ့အချမ်းမှာပြည်သူထောက်ခံမှုဘယ်လောက်ရှိလဲဆိုတာကျွန်တော်တို့ထူးရှင်းပြနေတာမလို့လားဖြစ်တဲ့အတွက်မဟာမိတ်တပ်ပေါင်းစုဖွဲ့တယ်ဆိုတဲ့အနောက်မှာပြည်သူရဲ့အားရှိတဲ့အတွက်စိတ်ကူးရင်ဆိုတဲ့အရာကိုတော့ဖြစ်လာစရာအကြောင်းမရှိပါဘူးအဓိကသူတို့ဒီကနေတဆင့်တက်ပြီးတော့ဘယ်လိုပုံစံကွက်ကဲမလဲအဲ့ဒီအပေါ်မှာမူတည်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကမဟာမိတ်ပဲပေါင်းထားမယ်သူလည်းသူ့တက်သူကွတ်မယ်ကိုလည်းကွတ်တက်ကိုကွတ်မယ်ဆိုရင်တော့အခုပြောသလိုစိတ်ကူးရင်လမ်းကြောင်းဘက်ကိုရောက်သွားနိုင်တယ်ဒါပေမဲ့ဒီမဟာမိတ်တွေအားလုံးချိတ်ဆက်ပြီးတော့တကယ်ကိုစနစ်တကျချုပ်ကင်ပြီးတော့ကွက်ကဲလာနိုင်မယ်ဆိုရင်အနောက်ကပြည်သူကတောင်းတစ်ခုကိုအနာကွတ်ထားတယ်လို့ရှိတဲ့အတွက်ဒီအနာကွတ်မှုကဘယ်မှမတာဖြစ်သွားတဲ့အကြောင်းမရှိပါဘူးနောက်တစ်ခုကမင်းအောင်နိုင်ဘူးပေါ့နော်မှားတယ်လို့ပြောလို့မရဘူးဒါကကိုယ့်အမြင်ဆိုတာအမြင်မဟုတ်ပါဘူးအမြင်မဟုတ်ပါဘူးကျွန်တော်တို့မဲလိန်တို့မဲခိုးတို့အာနာသိန်းတယ်ဆိုတဲ့ခေါင်းစဉ်ကိုတူပေးခဲ့တယ်နော်ကဲထားဒါဆိုရင်မဲလိန်နဲ့မဲခိုးတယ်ပဲထားပေးကျွန်တော်ထားပေးပါမယ်ဒါပေမဲ့အာနာမသိန်းဘူးဗျာတိုင်းပြည်ပြတ်တယ်မလားအခုအဲ့ဒါအဖြစ်ပဲကျွန်တော်တို့ကမဲလိန်သွားတယ်မဲခိုးသွားတယ် NLD အစိုးရ9နှစ်တက်သွားပါစေအောင်နောက်ဆုံး2025အခုရောက်ပြီ NLD အစိုးရ9နှစ်အုပ်ချုပ်လို့တက်တန်းပြည့်သွားပြီအခုလို့စစ်သားတွေသိမလားပြည်သူတွေသိမလားလုံးဝမသိပါဘူးတန်တန်တာအချင်းဆုံးချုပ်ပြီးကျွန်တော်ပြောလိုက်တာဥပဒေအကြောင်းအရာတွေပြောမယ်ဆိုလို့ရှိရင်တမရကိုတွားဖမ်းတာဒီဟိုမနေ့9နိုင်မှာတွားဖမ်းတာနော်ကာလုံခေါ်တာမနေ့9နိုင်အဲ့တော့တည်းကစပြီးတော့မင်းအောင်နိုင်စမှားပြီဒါဥပဒေအရပြောမယ်ဆိုရင်အများကြီးပဲဒါနောက်ထပ်အရတားပြည်သူတွေကိုစီးရေးပြစ်မှတ်မဟုတ်ဘဲနဲ့ဒါပြစ်မှတ်အဖြစ်သူဘုံကျဲတယ်လက်နက်ကြီးနဲ့ထုတယ်ရွာတွေမီးရှို့တယ်ဒါတွေအားလုံးကဟိုပြောစရာတော့မလိုတော့ဘူးအဲ့ဒီအတွက်ကျွန်တော်တို့ကမင်းအောင်လှိုင်ကိုပြောတာဒီစိတ်ကူးရင်နဲ့ဆွဆွဲတာမဟုတ်ပါဘူးသူ့ရဲ့လောက်ရက်တွေတစ်ခုချင်းစီကိုထောက်ထားပြီးတော့သူကမှားတဲ့အလုပ်ကိုလုပ်တာလို့ကျွန်တော်တတ်မှတ်တာပါအဲ့တော့မင်းအောင်လှိုင်မှမဟုတ်အဲ့ဒီအလုပ်ကိုဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်ကာကွယ်ဦးစီးချုပ်ဖြစ်နေလို့ဒေါအောင်ဆန်းစုကြည်စလုပ်လဲကျွန်တော်တို့စန့်ကျင်ပါပဲကျွန်တော်တို့ပုံကိုယ်ကြီးအရာမင်းအောင်လှိုင်ဆိုတဲ့ဟာမျိုးကျွန်တော်စန့်ကျင်တာမဟုတ်ပါဘူးဒီလိုလောက်ရက်မျိုးကိုလောက်ခွင့်မရှိပါဘူးအဲ့တော့လောက်ခွင့်ရှိမယ်ဆိုဗျာကျွန်တော်ပြောမယ်ကျွန်တော်သားသမီးတယောက် DSA တဲ့ရှောက်နော်ကျွန်တော်တားကိုကျွန်တော်ငငယ်လေးရိုက်တွန်းတာမင်းစစ်ဖို့ချုပ်ဖြစ်အောင်လုပ်မရအောင်ကြိုးစားမင်းစစ်ဖို့ချုပ်ဖြစ်သွားရင်ဒီနိုင်ငံကိုမင်းလှုပ်ချင်တာလှုပ်လို့ရတယ်ဆိုတော့အတွေးမျိုးကိုကျွန်တော်တို့ကရိုက်တွန်းလို့မရပါဘူးလားစစ်ဖို့ချုပ်ဖြစ်သွားမယ်ကာကွယ်ဦးစီးချုပ်ဖြစ်သွားရင်တိုင်းပြည်ကိုလှုပ်ချင်တိုင်းလှုပ်လို့ရတယ်ဆိုတော့မက်ဆေ့ကြီးကဒါအခုလူလှုပ်တဲ့လှုပ်ရကအဲ့တိုင်းဖြစ်နေအဲ့တော့ကျွန်တော်တို့လိုချင်တာဒီကာကွယ်ဦးစီးချုပ်လည်းကာကွယ်ဦးစီးချုပ်ဂုံတိတ်ခါတဲ့လှုပ်ပိုင်ခွင့်နဲ့တူးနေရရှိရမယ်ဒါပေမဲ့တနိုင်ငံလုံးခြေလှယ်ခွင့်ဆိုတာမရှိရဘူးတမနာဖြစ်လဲတမနာရဲ့လှုပ်ပိုင်ခွင့်စီးမင်းစီးပေါင်ထဲမှာပဲရှိရမယ်တူအကြိုက်အကုန်လှုပ်ချင်တယ်လှုပ်လို့ရတဲ့ဟာမျိုးကိုကျွန်တော်လက်မခံတာဘယ်သူပဲတက်လို့ကျွန်တော်လက်မခံတာအဲ့ဒါပါပဲဒီနေ့ကျွန်တော်တို့အားလုံးပြောပါတယ်ဆိုလို့ရှိရင်ကိုစီနဲ့ပြောချင်တာလေးရှင်ပြောနော်ကျွန်တော်10နာရီခွဲလို့ရှိရင်ကျွန်တော်ဆင်းမယ်နော်အခု10နာရီ10မိနစ်ကျော်ပါပြီကိုစီနဲ့ပြောမဲ့ကိစ္စလေးပြောလိုက်ကျွန်တော်ကိုမောင်နဲ့ခဏဆိုပြီးတက်လာလိုက်တာဟုတ်တယ်ကျွန်တော်ခဏနေစေကိုစီရဲ့မင်္ဂလာပါဗျာကျွန်တော်စနေမမမှာဟုတ်ကဲ့မင်္ဂလာပါကိုစနေဟုတ်ကဲ့ဟိုရက်ကပြောထားတာလေးကျွန်တော်တော့ reaction လုပ်လိုက်သေးတယ်တဘောကြလို့ပါဟုတ်ကဲ့ရဲတဘောကြပါတယ်ဗျာလေးစားပါတယ်နော်အဲ့တော့ကျွန်တော်ပြောလို့ခွင့်ရပြီလားမသိဘူးကိုမောင်မင်္ဂလာပါအားလုံးမင်္ဂလာပါပြောပါအဲ့တော့ဒီပြောနေတာကိုဖော်ကာနေဆွေးနွေးရတဲ့အရာတွေကကျွန်တော်တို့တည်းလည်းသိကြည့်တယ်နိုင်ငံတကာမှာလည်းနှက်ဆက်တယ်ဒါပေမဲ့ဆွေးနွေးရတဲ့အရာကဒေါအောင်ဆန်းစုကြည်ကကိုဖော်ကာနေဆွေးနွေးတဲ့အမြင်ကျွန်တော်တို့ပါရက်ခံရလိမ့်မယ်တိတ်ချစရာကောင်းတယ်အဲ့တော့ကိုဖော်ကာနေကျွန်တော်တို့ဆွေးနွေးလို့မဖြစ်တော့အခုပြောတာတွေကဘယ်မှမတာတွေပြည်တွင်းရလူတွေကဘယ်သူမှအခုပြောတဲ့အရာလည်းလက်ခံမှာမဟုတ်တော့ကျွန်တော်တို့ဖက်မဆွေးနွေးချင်တော့ဘူးအဲ့ဒါတော့ကိုမောင်ကပြောချင်တယ်ကျွန်တော်တို့တိုင်းပြည်မှာစစ်တပ်ရဲ့အခက်အခဲနာနားသိပြီဗျာဒါကွယ်ကြီးမှာပဲလုပ်တော့ပါနော်ပြည်သူကလည်းဒါပဲလုပ်ချင်တာစစ်တပ်ရဲ့စစ်ဘက်ဝတ်တွေကိုနားပါတော့ကျွန်တော်တို့ပြည်သူအစိုးရကတောင်းဝယူလို့မှာပါကျွန်တော်တို့ပြည်သူလူတွေကဒါပဲခင်ဗျားတို့ဆွေးနွေးဖို့ဆိုတဲ့ຢာတွေကခင်ဗျားတို့ငြိမ်းချမ်းရေးဝေကန်းလုပ်တယ်ကျွန်တော်တို့ကသူတို့လုပ်ပေးတဲ့ငြိမ်းချမ်းရေးကိုမလိုချင်ဘူးကျွန်တော်တို့လိုချင်တဲ့ငြိမ်းချမ်းရေးပုံစံကိုကျွန်တော်တို့ကပေါ်ဆောင်ချင်တာအဲ့မှာစလွဲနေတာတက်မလို့ပြောရင်တက်မလို့အမြဲတမ်းငြိမ်းချမ်းရေးအတွက်ဝေကန်းလုပ်ပါတယ်သူတို့သွားကြည့်တဲ့ငြိမ်းချမ်းရေးပုံစံကပြည်သူလိုချင်တဲ့ငြိမ်းချမ်းရေးမှမဟုတ်တာပြည်သူတွေလိုချင်တဲ့ငြိမ်းချမ်းရေးကိုတက်မလို့ခေါင်းဆောင်များပေါ်ဆောင်ပေးရမှာဒါတကူတက်မလို့ထောက်ခံသူတွေကနားမလဲကြအောင်ဒီလိုပဲပြောချင်တယ်အဲ့တော့ကျွန်တော်တို့တိုင်းပြည်ရဲ့အနေထားနဲ့နိုင်ငံတကာမှာဖွံ့ဖြိုးတိုးတက်တဲ့အရာတွေနဲ့ရှင်းကြည့်ကြအောင်စစ်တဲ့အခက်အခဲနာရက်လက်တာနဲ့ကျွန်တော်တို့ပြည်သူရဲ့အခက်အခဲနာတွေဘယ်လောက်ထိမြင့်တက်လာမလဲကျွန်တော်တို့တာဝန်တွေပေးခဲ့ပြီးသွားပြီဘယ်သူမှမစွတ်ပစ်ဘူးအားလုံးကြောက်တယ်တက်မတော်လှုပ်ချင်တယ်လို့လှုပ်ကွာအဲ့လိုပေးခဲ့ရတာဘာဖြစ်လာတယ်လဲ
ဘာမှမဖြစ်လာဘူးပညာရေးကျန်းမာရေးအရင်နဲ့နာသွားပြီလူသားချင်းချင်းတန်ဖိုးထားတဲ့နိုင်ငံနေဘာလို့ဒုသစ်တွေကိုတန်ဖိုးမထားတာလဲလူသားအရင်မြစ်တွေကောင်းတဲ့ပညာရေးတွေဘာလို့မချမှတ်နေတာလဲမင်းတို့ဘန်နာရေးလက်စက်ကြသုံးဆွဲရတယ်တပါတီအာနာရှင်စနစ်ကိုကျင့်သုံးခဲ့တာရတဲ့အဖြစ်ပါလာခဲ့တယ်ကျွန်တော်တို့မှာအခုဒေါ်လာရေးလောက်တယ်ဆိုတာခင်ဗျားတို့စစ်တပ်ဘလောက်ပဲအင်အားကောင်းနေပြီကျွန်တော်တို့မှာနိုင်ငံရေးအားသာရှိတယ်ပြည်သူတွေရဲ့ဆန္ဒတွေနဲ့ပေးထားတဲ့မဲတွေပြည်သူအစိုးရဘယ်ပြည်သူမှမတောင်းဆိုပဲနဲ့အာဏာသိမ်းတာသူတို့ရဲ့အမှားပဲနိုင်ငံရေးမှာသူမှားသွားပြီကျွန်တော်တို့နိုင်ငံရေးပေါင်းအနေနဲ့ဆွေးနွေးကြဖို့ဆန္ဒပြတောင်းဆိုတယ်လက်တော့ကြောက်တော့သူကိုယ်တိုင်ခေါင်းမခဲ့တယ်အဲ့တော့နိုင်ငံရေးဆွေးနွေးတဲ့ပေါင်းအရင်ကျင်းသွားပြီသူလည်းနဲ့အကိုတဲ့ဖြစ်တယ်ကျွန်တော်တို့ကိုယ်တိုင်ကအရင်ကလူ88လို့တနက်နေ့ပြလို့အိမ်နဲ့ပြင်းမဝင်တော့ဘူးလူငယ်တွေကတိုင်းရင်းသားလေးနဲ့ကန်နေရှိမှလင်းနဲ့တရှိတဲ့ရှိတော့ပြေးသွားပြီဒါတက်မလို့ကောင်းဆောင်နေမတွေးခဲ့မိတဲ့အတွေ့ပဲဟုတ်ပြီအဲ့တော့ကိုစနေပြောတာလေအရန်ကိုသဘောကျပါနော်အဲ့တော့ဒါကိုယ့်ရဲ့အမြင်အရဖြစ်သဘောကျတယ်ဗျာနော်အဲ့တော့အဲ့ကိုကောင်းပါလေအခုအချိန်လေးလက်မျှပေးအောင်ပေါ့ကိုစီလည်းတိတ်မကြရင်ကျွန်တော်အချိန်များကိုစီပြောချင်ပါရနော်ကိုစနေလည်းပြောပါနော်မင်္ဂလာပါအားလုံးပဲမင်္ဂလာပါကြာမင်္ဂလာပါညီကောင်မတို့အခုကတော်လိုင်းလောက်တာက9နှစ်ပြည့်တော့မယ်ပေါ့ကိုလူမျိုးချင်းကိုပြန်တတ်ခိုင်းတဲ့သူတွေတိုင်တစ်ပါးရဲ့ကျွန်စိတ်တဲ့နဲ့တခင်ပွဲခံကျွန်ဆောင်နေတဲ့သူတွေ9နှစ်ပြည့်တော့အင်ဂျီထဲမှာရှိတဲ့ဝန်ကြီးဌာနကလူတွေသူတို့ကိုယ်တိုင်ကနိုင်ငံသားတွေဖြစ်တယ်နိုင်ငံသားမြန်မာလူမျိုးမဟုတ်တဲ့သူတွေတိုင်းသားမဟုတ်တဲ့သူတွေဖြစ်နေကြတယ်အဲ့ဒါတွေကိုမြန်မာစိတ်တဲ့ရှိတဲ့တယောက်ကမှချမှတ်ပြရပြည်ချင်းအဖြစ်အဲ့လူတွေအားလုံးဟာနိုင်ငံရဲ့ပေါ်မှာတစ္ဆာမဲတဲ့သူတွေနိုင်ငံသားဖြစ်တာကိုလက်ခံပေးလို့ရတယ်ပြည်သူတယောက်အနေနဲ့နိုင်ငံသားအနေနဲ့လက်ခံပေးလို့ရမှာမဟုတ်မြန်မာတိုင်းသားမဟုတ်တော့လည်းလက်ခံပေးလို့ရနိုင်သေးတယ်နိုင်ငံပေါ်မှာစင်တာရှိရင်အဲ့လူတွေမှာမြန်မာနိုင်ငံအရေးတွေလည်းမဟုတ်စီရီယန်တွေအင်ပြန်ဖို့အတွက်လည်းမပြောပြည်တဲ့တွေအင်ပြန်ဖို့လည်းမပြောဘဲနဲ့ဘင်္ဂလီတွေအင်ပြန်ဖို့ပဲနေတိုင်းပြောနေတဲ့သူတွေကိုအစိုးရပါလို့တတ်မှတ်တဲ့တိုင်းသားလက်နက်ကန်တယောက်ချင်းစီတဦးတိုင်းတယောက်တိုင်းအဖွဲ့တိုင်းကိုနိုင်ငံသက်စပေါက်တွေအဲ့ဒီနဲ့ပူပေါင်းပြီးတော့မှတိုင်းပြည်ကိုဖျက်ဆီးတဲ့သူတွေကိုနိုင်ငံသက်စပေါက်လို့ကျွန်တော်တတ်မှတ်တယ်အခုဆိုရင်အဲ့အင်ဂျီတွေကလူတွေအမေစုကိုလွတ်မြောက်ရေးလို့အမေစုအတွက်တို့ဘယ်သူမှမပြောတော့နိုင်ငံအတွက်လို့လည်းမပြောရတော့သူတို့ရဲ့ရုပ်မှမှုအောက်တန်းကြောက်မှုပေါ့လူခွေဝန်ကြီးဆိုတဲ့သူတွေကိုယ်တိုင်ကမြန်မာတိုင်းသားလည်းမဟုတ်မြန်မာလူမျိုးလည်းမဟုတ်မြန်မာနိုင်ငံသားလည်းမဟုတ်အဲ့လိုမဟုတ်တဲ့သူတွေဝန်ကြီးလို့လက်ခံထားတဲ့တိုင်းသားလက်နက်ကန်တယောက်မကြံကိုလူအောက်တန်းသားလို့ကျွန်တော်သတ်မှတ်တယ်နိုင်ငံထဲမှာရှိနေတဲ့လူတွေမှာပညာရေးနိုင်ပါသွားတော့ねပထမဆုံးစလုပ်တဲ့ဟိုကကျောင်းမတက်နဲ့ကျောင်းထွက်ရုံးမတက်နဲ့ရုံးထွက်အရွယ်မြောက်သေးတဲ့ကလေးတွေကိုနိုင်ငံထဲမှာအသုံးချတဲ့သူတွေကိုနိုင်ငံသားလို့သတ်မှတ်တာမဟုတ်ဘူးနိုင်ငံကိုဖျက်ဆီးတဲ့အောက်တန်းသားတွေပဲသတ်မှတ်တာလူအောက်တန်းသားတွေအခုအမေရိကန်နိုင်ငံထဲမှာလည်းအမေစုကိုတရားစွဲထားတဲ့ခေါ်တော်နဲ့အမေစုသားသမီးဆိုတဲ့လူတွေအင်ဂျင်နဲ့ကတဖွဲ့တည်းဖြစ်နေတယ်အမေစုကိုချစ်တယ်ဆိုရင်အဲ့ခေါ်တော်တွေဘယ်လိုဖြစ်လို့မြန်မာနိုင်ငံတရားစွဲတာအမေစုဘာလို့တရားစွဲတာဘယ်အောက်တန်းသားမှမဖြစ်တော့ဒါကြောင့်ဒီကနေ့တော်လိုင်းကြီးကနိုင်ငံတော်အတွက်လုပ်နေတာမဟုတ်ဘိုင်လီအတွက်လုပ်နေတာမြန်မာလည်းလူတွေပေါ့နော်မြန်မာလူမျိုးမြန်မာနိုင်ငံသားတွေကဲတင့်ကြောင်းညိုတွေပြောကြအောင်ဝန်ကြီးဌာနမှာတရားတို့ဝန်ကြီးတဲ့တရားတို့ဒုဝန်ကြီးရှိတယ်အဲ့အောက်မှာဝန်ထမ်းရှိလားဝန်ထမ်းမရှိဘူးနဲ့ဘယ်လိုလုပ်ဝန်ကြီးဖွဲ့တာခဏလေးဟုတ်ပြီပြောကိုစီပြောလို့ရပါပြီပြောပါဦးဒီနေရာမှာဘယ်လိုလဲကိုဟိုနေလားတို့ဆိုကိုတရိုးစောလားမသိဘူးเนาะကိုတရိုးစောပြောတာကတော့ဒါကျွန်တော်လက်မခံဘူးဆိုတာနံပါတ်1ဘာဖြစ်လို့လဲဆိုတော့လက်ရှိမြန်မာနိုင်ငံမှာစစ်တပ်စစ်ကြောင်းထိုးရင်ထွက်မပြေးရတဲ့ရွာရှိရင်เนาะအဲ့ဒီစကားတွေပြောရင်ကျွန်တော်လက်ခံပေးလိုက်လက်ရှိမြန်မာပြည်သူတွေကိုနံပါတ်1ဒုက္ခပေးနေတာ NUG လားစစ်တပ်လားဆိုတာလူတိုင်းသိပါတယ်ဘာဖြစ်လို့လဲအညာရွာတွေစစ်တပ်စစ်ကြောင်းထိုးရင်မပြေးရတဲ့ data မရှိပါဘူးစစ်တပ်သားလျင်တိုင်းပြည်သူတွေအားကိုးရဖြစ်နေမယ်ဆိုရင်အဲ့ဒီပြည်သူတွေပြေးစရာအကြောင်းမရှိဘူးဒါတစ်ချက်နောက်တစ်ချက်ကခုနကပြောလို့ MG ဒူးဝင်ကြီးတို့စကားပြောမယ်ဆိုရင်မြန်မာပြည်မှာအဲ့ဒီကိုရွှေမောင်တို့ကိုလွတ်တော်တဲ့ခေါ်တွင်းလာတာဒီမိုကရေစီအင်အားစုတွေကခေါ်တွင်းလာတာမဟုတ်ပါဘူးနော်စစ်တပ်အတိုင်းဝိုင်းရပဲခေါ်တွင်းလာတာပါကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီကပဲခေါ်တွင်းလာတာပါဟိုဘက်တရုတ်ဘက်အချမ်းလူတွေကိုခေါ်တွင်းလာတာလည်းသူတို့ပဲဒီလူတွေကိုခေါ်တွင်းခဲ့တာလည်းသူတို့ပဲနော်အဲ့တော့လက်ရှိအနောက်တကားဝမှာပြဿနာကိုစမီးမွေးပြီးရှုပ်ခဲ့တာလေဒီမိုကရေစီအင်အားစုဘက်ကရှုပ်ခဲ့တာမဟုတ်ဘူးတော့သူတို့ခဏလေးပါကျွန်တော်ပြောနေတယ်လမ်းကြောင်းကိုပြောပါနော်ခဏလေးအကိုပြောတဲ့စကားကိုကျွန်တော်နားထောင်ပြတာဖြစ်တဲ့အတွက်တယောက်တလဲပြောပါကိုမမိနစ်ကန့်လိုက်စကားလမ်းကြောင်းလွဲတော့ကျွန်တော်မပြောပြဘူးဟုတ်ပြီကိုမမိနစ်ကန့်လိုက်အော်တမင်ကြံစကားလမ်းကြောင်းလွဲနေတာမိနစ်ကန့်လိုက်ကိုမောင်ရဲ့ဆရာကိုမောင်ကျွန်တော်ကြားပြောကိုမောင်ရဲ့ဆရာမဟုတ်စကားလမ်းကြောင်းလွဲတယ်ဆိုတာဘယ်နေအောင်လမ်းကြောင်းလွဲတာအင်ဂျင်မှာရှိတဲ့ဝန်ကြီးတွေကမြန်မာနိုင်ငံသားတွေမဟုတ်ကြဘူးအဲ့ဒါကိုဘယ်လိုလက်ခံတဲ့တိုင်းသားလက်နက်ကင်မှန်သမျှကိုပုတ်ကုန်မှန်တယ်တိုင်းရဲ့အစားလေးကိုစီရဲ့ခံစားချက်ကိုတစ်ချက်ပြောပြလိုက်နော်
မဟုတ်သူခံစားချက်ပြောရဲဆိုမိနစ်ကတ်တက်လေးလေကျွန်တော်ယူပါ ဟုတ်ပြီနောက်ထပ်နောက်ထပ်2မိနစ် ဟုတ်မိနစ်ကတ်တက်လေးပါကိုမမိနစ်ကတ်တက်လေးပါစကားလမ်းကြောင်းလွဲနေတာ ဟုတ်ပြီနောက်ထပ်2မိနစ်20ပေါ့20ထိသွားတေချာပြရအောင်ဗျာနော် မဟုတ် ဒီမှာပြောနေ ဘယ်သူကဘယ်ပြပနိုင်ငံသားကိုအစိုးရတာဝန်ရှိတဲ့လူဖွဲ့ထားလဲ ဒီမှာရှိတဲ့ဝန်ကြီးတွေ ဘယ်ဝင်ကြီးကဘယ်ဝင်ကြီးလဲလို့ကျွန်တော်ပြောတာဘယ်ဝင်ကြီးဘသူကမြန်မာနိုင်ငံသားမဟုတ်ပဲဘယ်တာဝန်ကိုပေးထားတယ်ဆိုတာဟာကျွန်တော်ပြောပြရအောင် မင်းနားမလဲတွေ့တယ်မင်းအုပ်ချုပ်ပြောလေကွာမင်းအုပ်ချုပ်ပတ်စံထောက်ပံ့ပေးတယ်ကောင်မင်းမသိပဲနဲ့ပတ်စံပေးတယ်ဆိုတာမင်းဒါကြောင့်လို့ပြောတာ နည်းနည်းလေးပေါ့လေးစားမှုထားရပါ ဟုတ်ညီကိုပြောတာမိနစ်ကတ်တက်လေးပြောတာလေကွာမိနစ်ကတ်တက်လေးပြောနေလေဘာလို့မကတ်တက်ရတာ မဟုတ်ကိုကလို့ကျွန်တော်တို့ဒီစကားဝိုင်းဟာကောင်းကောင်းမဟုတ်လူကြီးလူကောင်းဆန်ဆန်ကျွန်တော်အပြုတဘောပြောနေကြတာတယောက်နဲ့တယောက်ခွာတိုက်ပြီးတော့ပြောချင်းဆိုရင်ကျွန်တော်ပြောမှာမဟုတ်ဘူးဒါကျွန်တော်ပွင့်လင်းလင်းပြောတာနော်ကျွန်တော်အဲ့လိုညင်းကုန်ပြီးတော့လိုက်ပြီးတော့ပြောမှာမဟုတ်ဘူးဒါကိုမမောင်ကျွန်တော်လေးစားလို့ဒီလိုက်ကိုတက်လာတာအခုကိုတော်တော်မေးတယ်ဝင်နိုင်ငံခြားသားကိုခံထားရဆိုရင်ပြောလေဘယ်ဝင်ကြီးဌာနမှာဘယ်သူကတော့မြန်မာနိုင်ငံသားမဟုတ်ဘဲနဲ့အစိုးရတာဝန်ကိုဘယ်သူယူထားတယ်တက်တက်ပြောအဲ့ဒါဆိုရင်ကျွန်တော်တို့ပြည်သူလည်းချပြပြီးတာဖြစ်တယ်ဟုတ်တယ်မလားဒါကြောင့်မလို့အဲ့လိုပြောပါ ကောင်းပြီအဲ့ဆိုရင်ကိုစနေမောင်လှည့်ပေးရမယ်နော်ကိုစနေမောင်ပြောပါမင်္ဂလာ တဲ့မေကတော့မပြေဘူးတွေ့မင်းမိနစ်ကတ်တက်လေးပါငါထပ်ပြောတော့မှာအဲ့ဆိုရင် မဟုတ်ဘူးကွာ ရခိုင်မှာရှိနေတယ် ရှင်းနေမှာလို့ရှိတယ်လေဘာမှမ ပေး ဖြစ် လိုက်တာ ဘူး ကရခိုင်ပြည်သူတွေတင်ပေးလိုက်တာရခိုင်ပြည်သူတွေတင်ပေးတာရခိုင်ပြည်နယ်ထဲမှာရှိတယ်ရခိုင်တွေအသုံးမချလို့သူတို့ရောက်ပါတာအဲ့ဓာတွေကိုထပ်ပြောပြမယ်အမျိုးသားသမားဆိုတဲ့လူရဆွဲချလို့သူပြုတ်ကြပါတာဘယ်ရခိုင်မှသွားတာမရှိဘူးအဲ့ရွှေမောင်ဆိုတဲ့အောက်တန်းစားအမေရိကန်နိုင်ငံကိုရောက်လာတာအမေစုကနေမြောက်ပင်ပေးလို့အမေစုကသတင်းခိုးပေးလို့မင်းတို့နားလဲတာအဲ့ဒါကိုရွှေမောင်ကိုယ်တိုင်ပြောထားတာရွှေမောင်ဆိုတဲ့လူကိုယ်တိုင်ပြောထားတာဒေါ်အောင်ဆန်းစုကြည်ပါကျေးဇူးတရားတွေအများကြီးရှိနေတယ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကအမေရိကန်နိုင်ငံကိုပြေးခိုင်းတာ ဘယ်လိုဆိုတော့မရှိတက်ဘူး 2020ခုနှစ်နဲ့2019မှာပြောထားတာ ကြောက်ကြားတွေဖြစ်ပြီးတော့မရှိတက် ရွှေ ဘူး မောင်ဆိုတဲ့လူကဒေါ်အောင်ဆန်းစုကြည်ကသတင်းတွေပေးလို့အမေရိကန်နိုင်ငံကိုရောက်လာတာ2019 2020တွေမှာအမေရိကန်နိုင်ငံတွေကနေတော့အဲ့ဒီမှာဥရွှေမောင်ဆိုတဲ့လူကမလေးရှားနိုင်ငံကရိုဟင်ဂျာရေးလှုပ်ရှားတယ်ဆိုတဲ့ဘင်္ဂလီမားတွေနဲ့စကားနဲ့ပြောနေတာဒေါ်အောင်ဆန်းစုကြည်ရဲ့ကျေးဇူးတရားသူတို့ဘာမှရှိနေတယ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကစာရွက်စာတမ်းတွေပေးတော့အမေရိကန်ကိုပြေးခိုင်းတာအဲ့ဒီအချိန်မှာအမေစုကမြန်မာနိုင်ငံထဲမှာအစိုးရဖွဲ့နေတာမှာနိုင်ငံတော်အကြံပေးဥရွှေမောင်ကဒီဘက်ချမ်းမှာဘင်္ဂလီရေးကိုလှုပ်ရှားနေတာအိမ်ဦးကြီးထဲမှာရှိတဲ့ဝန်ကြီးတွေဘယ်နိုင်ငံသားလဲဆိုတော့အဲ့ဒါမင်းတို့အိမ်ဦးကြီးကိုမင်းပြန်ပြီးမင်းမသိဘူးဆိုလို့ရှိရင်မင်းတို့ကမြန်မာလူမျိုးမဟုတ်တဲ့သူတွေအတွက် CDM တွေအိမ်ပြန်ဖို့အတွက်ကိုတရားမှပြောတာမရှိဘူးလွတ်မြောက်နယ်မြေလို့လိန်ထားတဲ့နယ်မြေကအမဲရောင်နယ်မြေဤပိုင်တော်ကြည်ကြံထဲမောင်းထိုးပြီးတော့နေရတဲ့ချင်းအဲ့လိုနေရာမျိုးမှနေရတာ စီဒီအန်နဲ့အိမ်ပြန်တော့ဘယ်သူမှပြောလို့မရှိဘူးဆိုစီဒီအန်နဲ့အိမ်ပြန်လို့ဖမ်းနေတယ် တယောက်မကြံတစ်ခွက်မကြံကိုနိုင်ငံသက်ဆောက်လို့ငါသတ်မှတ်တာလား ဟုတ်ဘူးတို့ဆိုကိုမမောင်ရဲ့ဆရာလား မဟုတ်သူမိနစ်ကတည်းကမပေးလို့ပါမိနစ်ကတည်းကမပေးလို့ပါမင်းအဲ့လိုတွေးခွဲလို့မရဘူးမိနစ်ကတည်းကမပေးမင်းမှာပြီးခဲ့မှကံပြောတဲ့ဟာ ဟုတ်ပါဘူးအားလုံးရှိပါအားလုံးရှိပါမြောက်ဆုံးနော်မိနစ်ကန့်သက်မပေးလိုက်တာဟုတ်ကျွန်တော်လည်းခဏလေးမြောက်ဆုံးခဏရပ်ပြီနော်အားလုံးခဏရပ်ပြီကျွန်တော်မိနစ်မကန့်သက်ပေးဘူးဆိုတာကိုစီကလည်းခဏလေးစဉ်းတော့မှာကျွန်တော်ဒီချိန်မှာအားလုံးညှိနှိုင်းဆွေးနွေးတဲ့နိုင်ငံရေးအတွေးမြင်လေးတွေနဲ့သွားကျင်တာလေသွားကျင်တော့ကိုသိုးစောတက်လာ ဆွေးနွေးတယ်ဆိုရှင်အေဂျီကနေတော့စီတန်နေအိမ်ပြန်ဖို့တော့ဆွေးနွေးတာကြားဘူးလား ဟုတ်ပြီခဏလေးဆောင်ပေးပါဦးကိုသိုးစောတက်လာနော် မဟုတ်ကိုသူတို့တော့အဲ့လိုဗျမ်းမတာတွေစွတ်မပြောနဲ့ခင်ဗျားပြောတဲ့စကားဘောင်မဝင်ဖြစ်နေတယ်စွတ်ပြောလို့မရဘူးနိုင်ငံရေးမှာဘာမှကိုထင်းတာကိုကြားတာစွတ်ပြောလို့မရဘူးဗျာတက်တက်တက်ကရအထောက်ထားလိုတယ်လေ အာမေစုတာဘာလို့မိုက်ပေးတာကြောင့် ဟုတ်တယ်မလားကျွန်တော်စွတ်ပြောလို့ရတာပေါ့ကျွန်တော်လည်းမရဘူးလားအဲ့လိုစကားတွေမလုပ်ပါနဲ့ဘာလို့လဲစိတ်နှမ်းမရှိဘူး မင်းတို့ကအမေစုပုံပြရတာတောင်းစားတဲ့တောင်းစား PDF မှာတာပြတောင်းစား ခင်ဗျားကများပါပြီဗျာခင်ဗျားတို့အောင်တန်းကြတာပဲခင်ဗျားကျွန်တော်လူလိုတဘောထားပြီးကောင်းကိုပြောနေတာနော် မြောက်ဆုံးခဏ တ ရပ် မိုးထားလို့မရတဲ့ဂျပန်သားနဲ့မပါတာပဲဗျာ ကိုသိုးစော အာမေစုတာလေကွာ အားလုံးခဏရပ်ပြီ မင်းတို့ကခလာသားပြော အားလုံးခဏရပ်ပြီနော်အဲ့တော့ကိုသိုးစောအနေနဲ့ကလည်းကိုစီလည်းခဏရပ်ပြီလား sorry ကျွန်တော်တေချာရှင်းပြမယ်ကိုစီနဲ့ကျွန်တော်စကားပြောနေတယ်တော်တော်လေးကောင်းပါပါတယ်တက်ရောက်ဆွေးနွေးရတဲ့တော်တော်လေးကောင်းပါပါတယ်ကိုသိုးစောလည်းသူခံစားချက်ရှိပုံရပါတယ်ဒါပေမဲ့ကျွန်တော်အချက်ကပါလဲဆို အမေစုတာနဲ့ခံစားတယ်မခံစားလို့ရ ခဏဆောင်လို့ပြောနေတာလားခဏဆောင် ပြော ခဏဆောင်အဲ့တော့ကျွန်တော်ကအချိန်မကန့်သက်ပေးဘူးဆိုတာက like ကလည်းအကြာကြီးလွှင့်မှာမဟုတ်အဲ့ကြောင့်မို့လို့အားလုံးရင်ချင်းချင်းနဲ့စီစီလုံးလုံးပြောစီချင်တာပါနော်အဲ့တော့တယောက်လေးစားသမှုထားမယ်လေးစားသမှုကဒီ like ရဲ့အခရာကျတော့အရာဖြစ်တယ်လေးစားသမှုကဆရာပဲဆိုတော့ကျွန်တော်ဘယ်သူလေးစားမလေးစားတဲ့သူကအဲ့သူကမကောင်းဘူးနော်အဲ့တော့ကိုသိုးစောသူခံစားချက်ကိုသူပြောပိုင်ခွင့်ရှိ ငါကြီးကိုခံစားချက်မဟုတ်ဘူးအမှန်တရားပြောတယ်ညီလေးခံစားချက်ဆိုတဲ့စကားထည့်မပြောနဲ့ ခဏသူများပြောနေချိန်မှာခဏဆောင်မယ်နော် ကခံစားချက်ဆိုတာမင်းကအမှားပြောနေငါကြီးခံစားချက်ပြောတာမဟုတ်ဘူး ခဏဆောင်မဆိုမှာပဲဆောင်စကားအများအဲ့တော့ဆိုလိုချင်တာကအားလုံးပေါ့နော်သူလည်းသူခံစားချက်နဲ့သူပြောကြလိမ့်မယ်သူနိုင်ငံရေးကိုသူပြောလိုက်မယ်အဲ့တော့အားလုံးနားလည်ပြီးပါကိုစီလက်ဒါစိတ်မစိုးနဲ့ဘာကြောင့်လဲဆိုတော့ဒါလူပေါင်းစုံနဲ့သူနိုင်ငံရေးစကားပြောရဲဆိုတော့အားလုံးကိုအခွင့်အရေးပေးပါနော်အဲ့တော့ ဟုတ်ကဲ့ကျွန်တော်နားလည် တောင်းပန်ပါတယ်ဒီလိုမျိုးစကားကျွန်တော်ကြောင့်ပေါ့နော်အားလုံးစိတ်နှောက်ယှက်ဖြစ်ရဆိုလို့ရှိရင်တောင်းပန်တယ်ဒါပေမဲ့ကိုစီကိုကျွန်တော်ကြံပေးချင်တာအခုဒီပေါ့အောက်မှာကြီးစုနေသူလည်း1000ကျော်ရှိတယ်နော်အဲ့ထို့တူဒီမှာလာဆွေးနေတဲ့သူတွေအားလုံးကလည်းနိုင်ငံရေးအဖြစ်ဆွေးနွေးတဲ့သူတွေဖြစ်တယ်ကိုသူတို့စောလည်းစိတ်မဆိုးပါဘူးသူလည်းသူ့ရဲ့
နိုင်ငံရေးကိုသူပြောတာပဲလေဒါနားလည်ပေးရမယ်အဲ့တော့မှလည်းဒါတွေကိုကျွန်တော်နားလည်ပေးမှလည်းနိုင်ငံရေးဆိုရင်ကြားစီလို့ရမှာနော်အဲ့တော့ကိုစီအနေနဲ့ပဲကျွန်တော်ကဒီနေရာမှာအခရာထားတယ်ဆိုတာကိုစီကလာခဲ့တယ်လေလာခဲ့ဆိုတော့ကိုစီတို့ကဆိုတာလဲဒါနိုင်ငံရေးကိုလက်တွေ့ကြကြလုပ်နေတဲ့သူတွေဖြစ်တယ်အဲ့တော့ဒီမှာမေးနေတဲ့သူတွေအားလုံးလည်းမေးလို့ရအောင်ပုံမှန်အဖြစ်ကျွန်တော်ပဲတိုက်ခိုက်ဖြေတာပါနော်ဒီနေ့ကကိုစီကိုမင်းသားတင်တယ်ပေါ့ဗျာနော်အဲ့တော့ဘီတို့ကဘာကြီးမိုးပြီးဘာကြီးမိုးနဲ့ကိုသက်ပြေးပြောလိုက်မယ်နော်တို့ပြီးခဏနေညကိုစီလည်းဆင်းမယ်ထင်ပါတယ်ကဲဘာကြီးမိုးပြောပါဦး မင်္ဂလာပါနော်ကျွန်တော်ခုနကတော့ပြောချင်တာကတော့ဒါကိုစီကခုနကတော့ပြောသွားတယ်ပေါ့နော်2008ဖွဲ့စည်းပုံအခြေခံဥပဒေတွေကတချို့အရာလေးတွေလည်းထုတ်ပြောသွားဒါပေမဲ့ကိုစီတတိမထားလိုက်မိတဲ့ကလေးတစ်ချက်တော့ရှိသေးတယ်အဲ့ဒါကဘာလို့ဆိုလို့ရှိရင်စစ်တပ်ကြောင့်ဒီကြေးရွာတွေပျက်စီးရတာလားဒါမှမဟုတ်လို့ရှိရင် UNG ရဲ့အကြောင်းကိုပျက်စီးရတာလားဆိုတဲ့မေးခွန်းလေးပေါ့ကျွန်တော်အဲ့ဒါလေးတစ်ချက်ပြောချင်တာအစောပထမကကိုစီပြောခဲ့တဲ့အရာကဒါသမရဦးဝင်းမြင့်နဲ့ဒါဒေါအောင်ဆန်းစုကြည်တို့ထိမ့်သိမ်းခံခဲ့ရတဲ့ဖြစ်စဉ်ကနေစအဲ့ဒါကနေစတဲ့အနေထားကတကယ်ပဲမြန်မာနိုင်ငံကြီးကိုဝရုံသုံးကစပြီးတော့ဖြစ်ကုန်တဲ့အနေထားကသိကြတဲ့ကျွန်တော်တို့ပြည်သူတွေရဲ့ယင်တွေကခုနကကိုစီတို့ခံစားနေရတဲ့ခံစားချက်တွေပေါ့နော်အဲ့ဒါတွေမအုပ်နိုင်မဖိနိုင်နဲ့ဒါပေါက်ထွက်လာတဲ့အနေထားမျိုးတို့ပင်ကြတော့လေအဲ့ဒီဟာကပြဿနာမဟုတ်ဗျအဲ့နေရာမှာလေကျွန်တော်တို့ဒီသိကြတဲ့ကိုစီတို့ပြောတယ်လို့မျိုးပဲအစိုးရအလုပ်လုပ်ပါလိမ့်မယ်တက်မတော်အလုပ်လုပ်ပါလိမ့်မယ်ပြည်သူအလုပ်လုပ်ပါလိမ့်မယ်တို့ပင်ကြတော့လေကျွန်တော်တို့ဒီနိုင်ငံကြီးသားပြည်သားဖို့လိုအပ်တယ်ဗျကိုကြောင့်သူတစ်ပါးထိခိုက်နစ်နာစီမဲ့အလုပ်ရမျိုးဘယ်တော့မှမလုပ်ရဘူးသိကြတဲ့မြန်မာနိုင်ငံအတွင်းထဲမှာရှိနေတဲ့ဥပဒေတွေကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေတွေအကုန်လုံးဒီနိုင်ငံတကာနဲ့စံချိန်မှီတဲ့အရာဝတ္ထုတွေရှိကောင်းရှိနေအဲ့ဒါတွေမှလိုအပ်ချက်တွေကိုလည်းပြုရင်ပြောင်းလဲနေတဲ့အခက်ကာလလည်းဖြစ်တယ်ကျွန်တော်တို့ဒီအယက်သားအစိုးရ20တိတိပြောင်းလဲဖော်ဆောင်လာခဲ့ပြီတို့ပင်များတော့လေကျွန်တော်ဒီအချိန်ဒီကာလမှာမဲစင်းမှားယွင်းမှုပြဿနာယခုချိန်ထိမဲစင်းခိုးပါတယ်လို့မအော်ထားသေးဘူးအခုဒါပေမဲ့မဲစင်းမှားယွင်းမှုပြဿနာတွေဖြစ်ခဲ့တဲ့ UEC ကနေပြီးတော့တစ်ဆင့်အစိုးရကနေတစ်ဆင့်တက်ဆိုင်ရာဝန်ကြီးဌာနတွေကနေပြီးတော့ဒါတွေကိုပြန်လည်ညီညွတ်ဖြည့်ရှင်းခဲ့မယ်ဆိုလို့ရှိရင်ယနေ့ယခုအခြေအနေတွေဖြစ်လာကြအကြောင်းရင်းမရှိဘူးဗျဒါကပကတိပထမဆုံးတစ်ချက်အဲ့ဒီဟာကနေနောက်တစ်ဆင့်ဘာလို့ဆိုလို့ရှိရင်ခုနကတော့ကိုကြီးတို့ပြောခဲ့တဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ငြိမ်းချမ်းရေးကကျွန်တော်တို့ကလက်နက်ကင်အဖွဲ့အစည်းစဉ်တိုက်နေကြတာနိုင်ငံရေးသမားတွေဝင်ရှုပ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ငြိမ်းချမ်းရေးဖြစ်စဉ်တွေအရင်ကြီးနှောင့်နှေးသွားခဲ့တယ်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနဲ့အတူတူပေါ်ပေါက်လာခဲ့တဲ့မြန်မာနိုင်ငံအတွင်းကတိုင်းရင်းသားလက်နက်ကင်အဖွဲ့အစည်းတွေရဲ့စီးလုံးညီညွတ်မှုကရောယနေ့ရချိန်ထိဘယ်မှာလဲကျွန်တော်တို့ခုနကတော့ပြောသလိုမျိုးနှစ်ပေါင်း80ကျော်စစ်တပ်ကအုပ်ချုပ်လာခဲ့တယ်လို့အမြဲတမ်းပြောခဲ့တဲ့စစ်တပ်ကတမိတ်တအာဏာတစ်စနစ်နဲ့ဒီဟာကဒီနေရာဒီလိုပဲဆိုလို့ရှိရင်သိကြတယ်အဲ့ညမှာရက်တန်းရက်တယ်နှစ်ပေါင်း80ကျော်ကြာလက်နက်ကင်ဖွဲ့စည်းလာခဲ့တဲ့လက်နက်ကင်အဖွဲ့အစည်းတွေအချင်းချင်းကရောချဲအောင်ကွန်မန်လုပ်ပေးနိုင်ပြီလားကျွန်တော်မြန်မာနိုင်ငံကိုအရွေးတစ်ခုကိုသွားကျင်နေဆိုရင်ဒီအဖွဲ့အစည်းတွေကရောတကယ်ပဲလိုက်ပါကူညီဆောင်ရွက်နိုင်တဲ့အနေအထားမျိုးတွေရှိပြီလားကျွန်တော်ပြောချင်တာအခုတို့ဒီတော်လန်ရေးကိုဒီအကြောင်းပြုပြီးတော့ဗောနော်အခုလက်ရှိအနေအထားမှာကျွန်တော်မြန်မာနိုင်ငံအတွင်းထဲမှာဆိုလို့ရှိရင်စစ်တပ်ကြောင့်ပဲလူသေးသေး PDF ဒါမှမဟုတ်လို့ရှိရင်တိုင်းသား EAO တွေကြောင့်ပဲသေးသေးဒါမြန်မာနိုင်ငံသားတွေတည်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့မကြည့်ချင်ဘူးကျွန်တော်တို့လည်းစစ်တပ်အုပ်ချုပ်နေတဲ့အခုပုံစံမျိုးကိုကျွန်တော်တို့လည်းမကြိုက်ဘူးတို့ပဲညားတော့လေစစ်တပ်လောက်ကျွန်တော်တို့ယုံကြည်အားကိုးရလောက်တဲ့အဖွဲ့အစည်းကျွန်တော်တို့လက်နက်ကင်အဖွဲ့အစည်းဘယ်မှာရှိမလဲကျွန်တော်တို့အဲ့အဖွဲ့အစည်းရှိတယ်ဆိုလက်ညှိုးထိုးပြပါတေချာတဲ့ကျွန်တော်မြန်မာနိုင်ငံအတွင်းထဲမှာနိုင်ငံတကာရဲ့ဖြစ်ပြပါဦးနော်ဖိနှိပ်ချုပ်ချယ်မှုတွေရှိခဲ့တဲ့အနေအထားမျိုးတွေလည်းအများကြီးရှိခဲ့တယ်ယခုချိန်ထိလည်းနိုင်ငံတကာရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေအောက်ကနေပြီးတော့ရုံးထွက်နေရစေကာလဖြစ်တယ်ဒီအတွင်းထဲမှာမြန်မာနိုင်ငံအတွင်းထဲကပဏိပခတွေရောရှက်လာတဲ့အခါကျွန်တော်မြန်မာနိုင်ငံအခုချိန်ထိဖြစ်နေတယ်တေချာတဲ့နောက်ထပ်9နှစ်ဆိုလို့ရှိရင်အခုစာမတက်တဲ့လူငယ်လေးတွေဒီလူကြီးဖြစ်လာလိမ့်မယ်အဲ့အရွယ်ရောက်တဲ့အခါကျရင်ကျွန်တော်တို့မြန်မာနိုင်ငံကိုစာမတက်တဲ့ကလေးငယ်တွေကဥဆောင်မယ်ဆိုရင်အခုတို့လက်သင့်ခံနိုင်မလားကျွန်တော်ဒါပဲပြောချင်တာပါဗျကိုစီပြောပါကိုစီပြီးရင်ကိုတက်ပေါ့လေနော်နေရာသားပြီးပြောလိုက်ပါဒီနေရာမှာပြောရတာများတဲ့အတွက်ကျွန်တော်ပထမဦးဆုံးမှတ်မိတဲ့ဟာကတော့ဘယ်ရစပြောရလဲမဲစင်းရနေစားမဲစင်းမှားတဲ့ကိစ္စပေါ့နော်မဲစင်းမှားတဲ့အကြောင်းကိုကျွန်တော်အရင်ပြောပါမယ်မဲစင်းမှားတယ်လို့ခေါင်းစဉ်ပေးလို့ UEC ကရှင်းပြရမယ်ဆိုရင်အဲ့ဒါဆိုရင်ကျွန်တော်အမြင်ပြောရင် UEC ဥပဒေချိုးဖောက်မဲစရင်မှားလားဘယ်မဲစရင်မဲယုံနံပါတ်ဘလောက်ဘယ်နေရာမှာဘလို့ active မှုဖြစ်တယ်ဘလို့မျိုးမဲစရင်မှားမှုဖြစ်တယ်ဘလို့မဲလိမ်မဲကုန်းမှုဖြစ်တယ်စသဖြင့်ဒါတွေအားလုံးဥပဒေကြောင်းအရတတ်မှတ်ထားတဲ့ရက်အတွင်းမှာဒီရွေးကောက်ပွဲကော်မရှင်ကိုတင်သွင်းဝင်ရှိတယ်ဒါပေမဲ့ဘယ်ပါတီမှမတင်သွင်းခဲ့ဘူးဘေးကနေတတ်မှတ်တော်အနေနဲ့မဲစရင်မှားတဲ့ဖြည့်ရှင်းပေးပါလို့လမ်းဘေးသရိုက်ပုံစံမျိုးអော်နေတာလို့ပဲကျွန်တော်မြင်တယ်အဲ့လိုអော်နေတဲ့အရာကိုဖြည့်ရှင်းပေးလိုက်မယ်ဆိုဖြည့်ရှင်းပေးတဲ့အစိုးရဟာဒါဥပဒေကိုကျော်လွန်တာပဲဥပဒေရှိရတဲ့ဥပဒေလမ်းကြောင်းတိုင်းမသွားဘဲနဲ့ဘေးကနေဖြည့်ရှင်းပေးပါအော်ဒါဒီဒါဟာလမ်းကြောင်းလုံးဝမကြောက်ဘူးတစ်ချက်နောက်တစ်ချက်က2015ရွေးကောက်ပွဲမှာပြန်ကြည့်ပါမဲစရင်မှားခဲ့တဲ့ရာဂိုင်နှုန်းနဲ့2020ရွေးကောက်ပွဲမှာမဲစရင်မှားခဲ့တယ်
အခုသူတို့လှုပ်တဲ့2025မဲစင်းမမားဘူးလားဗျာအဲ့တော့ရှင်းပါတယ် NLD ဆိုတာ NLD နိုင်ဝါတာဒီမဲစင်းမားလို့မဲလိန်လို့မဲခိုးလို့ဆိုတာရွေးကောက်ပွဲတမိုင်းတွေကိုပြန်ကြည့်မယ်လူလူထောက်ခံမှုကိုပြန်ကြည့်မယ်အာဏာသိမ်းလိုက်တဲ့အချိန်မှာလမ်းပေါ်ထက်လာတဲ့လူဦးရေကိုပြန်ကြည့်မယ်ဆိုရင် NLD ဟာ2020မှာမဲလိန်လို့မဲခိုးလို့မဲစင်းမားလို့နိုင်တာလားပြည်သူလူထုရွေးချယ်လို့နိုင်တာလားဆိုတာဒါကျွန်တော်အထွေအထူးရှင်းပြနေပြန်မလို့အဲ့တော့မဲစင်းမားလို့အာဏာသိမ်းတယ်ဆိုတော့ကျွန်တော်လုံးဝလက်မခံပါဘူးဒါဟာပြရုပ်ပဲရှိတယ်နောက်ဘာဖြစ်လို့လက်မခံလဲကျွန်တော်အကြောင်းပြချက်ဆက်ပြလို့ရတယ်မဲစင်းမားလို့အာဏာသိမ်းတယ်ဗျာအာဏာသိမ်းတာမနဲ့အစောကြီးအဲ့ဒီမနဲ့အစောကြီးပဲဘုံကြီးเจ้าတွေကိုလိုက်ပြီးတော့ဒီ2000ရွှေရောင်မှာနာမည်ထွက်ခဲ့တဲ့ဆရာတော်တွေအကုန်လုံးဖမ်းလိုက်တယ်ချွတ်တဲ့ဘုံကြီးတွေဆိုဘာမှန်းတော့မသိဘူးဆိုတော့သူတို့ဒါမဲစင်းမားတယ်ဆိုရင်အဲ့ဒီဘုံကြီးတွေကိုသွားဖမ်းအောင်ဘုံကြီးတွေကရွေးကောက်ပွဲကော်မရှင်နဲ့မဟုတ်ပြီးလို့ရှိရင်လွှတ်တော်အမတ်တွေလည်းမဟုတ်ဟုတ်တယ်မလားကျွန်တော်တို့မှရည်ရွယ်ချက်ရှိလောက်တာဖြစ်တဲ့လို့ပဲကျွန်တော်တို့ယူဆတယ်ဒါကြောင့်မို့လို့မဲစင်းမှားလို့အာဏာသိမ်းတယ်ဆိုတော့ကျွန်တော်လက်မခံပါဘူးနောက်တစ်ခုကဘာလဲမသိဘူးကိုမောင်ပြောပါဦးသူပြောတာများမိခွားကြီးကျွန်တော် ကိုတက်ကိုလဲပေးလိုက်ပါဆိုတော့ကိုတက်ပြော ဟုတ်ကဲ့ကိုတက်ပြောပါ မင်္ဂလာပါတော်လိုင်းကြီးကိုမောင်မတော်အားလုံးမင်္ဂလာပါနော်ကိုမောင်မင်္ဂလာပါကျွန်တော်တင်ပြရအတွက်လေဟုတ်ကျွန်တော်ကတော့တခါမှလည်းကိုမောင်လိုက်မတက်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ကတော့ကျွန်တော်ဖြစ်ခဲ့ကျွန်တော်တို့ကြုံတွေ့ခဲ့ရတဲ့ပြည်သူအများစုကြုံတွေ့ခဲ့တဲ့အရာလေးကိုပြောပြချင်တာပေါ့နော်ကျွန်တော်တို့တွေကဒီစစ်အာဏာရှင်လက်ထက်မှာကျွန်တော်တို့တွေကဒါကျွန်တော်တို့ကြီးပြင်းလာခဲ့တဲ့ဘဝပေါ့နော်တစ်လျှောက်ပေါ့နော်ကျွန်တော်တို့အကြောက်တရားနဲ့ကျွန်တော်ညီခဲ့ရတာဒါအမှန်တရားပဲပေါ့နော်အဲ့တော့ဒါပေမဲ့ကျွန်တော်တို့ဒီမိုကရေစီကိုဒါ2008နဲ့ဒီမိုကရေစီကိုကျင့်သုံးမှမယ်ဆိုတဲ့ကာလမှာကျွန်တော်တို့ပြည်သူကိုယ်တိုင်ကလည်းအားလုံးကလည်းဒါဟိုဝိုင်းရံခဲ့တယ်ပေါ့ထောက်ခံခဲ့တယ်ပေါ့နော်တော့ဒီမဲပေးတဲ့ကဏ္ဍမှာလည်းကျွန်တော်တို့ဦးသိန်းနေလက်ထက်အမေစုလက်ထက်မှာကျွန်တော်တို့ကိုယ်တိုင်ဒါဟိုလက်တံမှာမေဆိုပြီးတော့ကျွန်တော်တို့မဲပေးခဲ့ကြတယ်ပေါ့ပြည်သူရဲ့ရပ်ပိုင်ခွင့်ပါရှိနေတယ်ပေါ့နော်ကျွန်တော်တို့လူခွင့်ရေးနေတဲ့နိုင်ငံသားခွင့်ရေးကျွန်တော်တို့ဘယ်လောက်ထိအကျိုးခံစားရမလဲဆိုတဲ့မျှော်လင့်ချက်တွေနဲ့ကျွန်တော်တို့ပြည်သူတွေကပြီးခဲ့ကြတာပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ဒီ2008နဲ့အုပ်ချုပ်ခဲ့တဲ့ဒီမိုကရေစီပါဆိုပြီးတော့ကျင့်သုံးခဲ့တဲ့ဒီဖွဲ့စည်းပုံကြီးကျွန်တော်တို့ပြည်သူတွေဘာမှအတုံးမဝင်ကြဘာမှမရရှိခဲ့ဘူးကျွန်တော်တို့လက်တံမှာမှင်တာဆိုခဲ့ရတယ်ကျွန်တော်တို့ရဲ့လူအခွင့်အရေးနဲ့နိုင်ငံသားအခွင့်အရေးဆိုတာကျွန်တော်တို့ခုမှမရရှိခဲ့အဲ့တော့ကျွန်တော်တို့တွေဒါဟိုပြန်ပြီးတော့လည်းသုံးသက်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့ကျွန်တော်ဒီ2021ကျွန်တော်2020ရွေးကောက်ပွဲမှာကျွန်တော်တို့ကိုယ်တိုင်ဒါကိုဗစ်ကာလဆိုတာဒါနိုင်ငံခြားမှာဆိုရင်ဒါဘယ်လောက်ထိဟိုစစ်စစ်နေကြပြီးတော့ဘယ်လိုမျိုးသွားရလဲအဲ့ဒီလိုပဲကျွန်တော်တို့အမေစုလက်ထက်မှာတွေကဒါမဲပေးတဲ့ဟိုရွေးကောက်ပွဲမှာကျွန်တော်တို့ဘယ်လိုပုံစံမျိုးနဲ့မဲပေးရမယ်ဆိုတဲ့အတိုင်းအတာတွေနဲ့ကျွန်တော်တို့ပြည်သူကိုယ်တိုင်ကဒီကိုဗစ်ယောဂကြီးမကြောက်မလန့်မယ်နဲ့ကျွန်တော်တို့ဒါပြီးခဲ့ကြတယ်ပေါ့နော်ဒါပေမဲ့ဒါတွေကိုတန်ဖိုးမထားဘဲနဲ့ဒါအချိန်မတော်ကြီးကျွန်တော်တို့ဒီဟိုနိုင်ငံခေါင်းဆောင်တွေနဲ့သမ္မတကြီးကိုဒါဖန်ဆီးသွားတဲ့အတိုင်းအတာကဒါတွေကဒါဥပဒေကိုချိုးဖောက်တယ်လို့ကျွန်တော်တို့ကိုယ်တိုင်ကွက်ကွက်မြင်နေရတယ်ဒီကျွန်တော်တို့ဒီဟိုပေါ့ဒီမိုကရေစီလက်ထက်မှာလည်းကျွန်တော်တို့ဦးသိန်းစိန်လက်ထက်မှာကျွန်တော်တို့ဒီဖွဲ့စည်းပုံရဲ့အတိုင်းအတာကိုကျွန်တော်တို့ဘာပါဝင်လဲဆိုတာကျွန်တော်တို့ဂဂနနပြည်သူတွေနဲ့ဟိုလေးလာမှုအားနဲ့ရလဲပါမှာပေါ့နော်ဘာမှမသိရှိခဲ့ပေမဲ့ကျွန်တော်တို့ဒါ LED လက်ထက်မှာဆရာကြီးဦးကိုနီရဲ့ကျေးဇူးကြောင့်ကျွန်တော်တို့ဒီနိုင်ငံရေးအသိမြင်တွေကျွဲလာတယ်ဒီဖွဲ့စည်းပုံရဲ့တိဆောက်ပုံတွေဟိုအနက်တစ်ပြည်ရာကျွန်တော်တို့ကိုယ်တိုင်လေးလာသိရှိခွင့်ရပြီးတော့ကျွန်တော်တို့ကိုယ်တိုင်မျက်စိပွင့်လာခဲ့တယ်အဲ့တော့ကျွန်တော်တို့တွေကဒီ2008ကြီးနဲ့ကျွန်တော်တို့ရေရှည်ဒီတိုင်းပဲဆက်သွားနေမယ်ဆိုရင်အခုလည်းယူကောက်ပွဲလို့2008နဲ့သွားမယ်ဆိုကျွန်တော်တို့ပြည်သူတွေဘာမှရလာမှာမဟုတ်ဘူးကျွန်တော်ဒီဘဝနဲ့ဒီလိုချုပ်ပါနော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကတော့အဓိကပြောချင်တာကတော့အဓိကကျွန်တော်တို့ပြည်သူကိုမျက်နှာမူတယ်ပြည်သူကိုတကယ်တန်ဖိုးထားတဲ့ဆိုရင်ကိုလုပ်ခဲ့တဲ့လုပ်ရက်တွေကိုရဲဒီနေ့ကျွန်တော်တို့ဟိုတာဝန်ယူတာဝန်ခံမှုနဲ့ကျွန်တော်တို့ပြက်ပြက်တသားနဲ့ကျွန်တော်တို့လှုပ်ဆောင်ပြီးမှတာလေဒီဥစ္စာကကျွန်တော်တို့ဟိုငြိမ်းချမ်းနိုင်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့အဓိကဟိုထောက်ခတ်သူပဲဖြစ်ဖြစ်စစ်တပ်ဘက်ကိုထောက်ခတ်သူပဲဖြစ်ဖြစ်တကယ်ပြောမယ်ဆိုရင်တော့အမှန်တရားဘက်ကနေရက်တည်ပြီးတော့ကိုဖွဲ့စည်းကိုလည်းကိုထောက်ပြစေချင်တာပေါ့နော်အဲ့ဒါလေးပါပဲဟုတ်ကဲ့ကိုဖူကာနဲ့ဆုံးသက်လာနော်ကိုဖူကာနဲ့ကိုစီနဲ့မနေ့ရောက်ဆုံးသက်လာရအောင်လားတို့လိုက်ခဲ့ရတယ်ကိုစီတဲ့လောက်အောင်ကမောင်ဟိုကျွန်တော်စောင့်နေတာတော့နည်းနည်းကြာသွားပြီဟုတ်ကဲ့အခုဆိုရင်တော့ခဏလေးအတန်တိတ်ပြပါနော်နည်းနည်းလေးဟိုဟာလေးစီကံလေးထားပြပါကိုမောင်လိုက်ကစီကံရှိပါတယ်အဲ့ဒီတော့ဟိုကိုလည်းကြမှာကိုပြောပါနော်ခုနကတော့ကဘာကြီးမိုးပြောခဲ့တဲ့ပြန်ပြောခဲ့တဲ့မေကွန်ဒုတိယကဟိုလူပေါ့နော်ပြီးတော့ကျွန်တော်ပြောခဲ့တဲ့နှစ်ခုမဟာမိတ်ဆိုတာကစိတ်ကူးရင်ဆန်လုံးပါတယ်လို့ပြောတယ်နောက်တစ်ခုမှားတယ်ဆိုတာမိမိယူဆတာနဲ့ဖြစ်ပါတယ်လို့ပြောတယ်အဲ့ဒီဟာတွေကိုပြန်ဖြေတဲ့နေရာမှာပြန်ပြောတဲ့နေရာမှာဟိုခုတ်ရတခြားထက်ရတခြားဖြစ်နေပါတယ်ဗျာနော်ကျွန်တော်အဲ့ဒါလေးကိုပြောပြီးရင်ကျွန်တော်သိမ့်ပါမယ်ခုနကဘာကြီးမိုးလဲတီချာပြောပြပါပါတယ်အဲ့တော့အသေးလေးရောလိုက်မပြောတော့ဘူးကျွန်တော်ကနည်းနည်းကြီးအသေးလိုက်ပြောရင်တော့အများများတယ်ဗျခုနဒုတိယဘလောက်ကလူကပြောတာက
တမတော်တိုက်လို့ပဲလူတွေကလိုက်ထွက်ပြေးရဆိုဒါတွေကအသေးတွေအဲ့ဒီတော့လာရှိုးတို့ဟုတ်လားမိုးကုတ်တို့ဆိုတာဘယ်တော့မှပြည်သူတွေထွက်ပြေးရတဲ့နေရာမဟုတ်ဘူးအဲ့ဒီလာရှိုးတို့ဟုတ်လားမိုးကုတ်တို့အင်မတန်မှငြင်းချမ်းတဲ့နေရာတွေဘယ်သူကစပြီးတော့လာတိုက်တာလဲဗျအဲ့ဒီလောက်ထွက်ပြေးပြီးတော့အဲ့လောက်လူတွေအထက်ကိုခါတဲ့ short တိုက်တို့နဲ့ပြစ်တဲ့ဟာကိုမမြင်ဘူးလားအဲ့တော့တစ်ဖက်ကိုမှားတယ်လို့ကိုကပြောနေကိုယ်တိုင်ကမှန်သလားဆိုတာလေဒီချာလေးပြန်ကြည့်ရနော်အင်မတန်မှဒါကြောင့်မို့ပြောတာသူများကိုမှားတယ်လို့ပြောတာမိမိအယူဆတာလည်းဖြစ်ပါသည်အဲ့ဒီကိုမှားတယ်လို့ပြောယူဆကဒါဆိုရင်ကိုပြောတာကြီးပဲအကုန်လုံးအမှန်ကြီးပဲလားအဲ့လိုခံရမှာလားအဲ့လိုခံရဆိုရင်တစ်ဖက်ပိတ်ဖြစ်သွားပြီအဲ့ဒီတော့ဆိုလိုချင်တာကဟာလားမျက်မှတပြောမယ်ဆိုရင်တခြားဘက်ကိုမှားတယ်လို့ပြောတာဥပမာဘိုးယုံမှုမအောင်နိုင်တော်လကောင်းဟာလားဒီရှင်းပြောရင်ရှင်းတတ်မတော့ဆိုရတော့မှားတယ်လို့ပြောချင်ဒါမိမိအယူဆတာလည်းဖြစ်သည်ဟာလားတကယ်မှားတယ်မမှားတယ်ဆိုတာကိုပြောလိုက်တဲ့စကားလုံးနဲ့ကိုကအမှားအမှန်ခွဲခြားနိုင်တဲ့ဟာလားရှင်းပြောရင်တကယ်တကားတဲ့ဟိုဖះလို့ခါတဲ့ဟိုတပိဿညံနေရှိတဲ့လူလည်းမဟုတ်ဘူးဒီလိုပြောလို့မရပါဘူးဗျာနော်နိုင်ငံကြီးမှာကိုမှားတယ်လို့ဒီများတူပြောတယ်ဆိုရင်မိမိအယူဆတာလည်းဖြစ်ပါသည်တေချာတယ်နော်တေချာနာတော်မှာမိမိအယူဆတာလည်းဖြစ်ပါသည်နောက်တစ်ခုမဟာမိတ်တပ်ပေါင်းစုကြီးမဖြစ်နိုင်ပါဘူးစိတ်ကူးရင်အရန်ဆာမှာတယ်ဒါနိုင်ငံရေးလှုပ်တာကတကယ်တမ်းကျရင်စိတ်ကူးရင်လည်းလှုပ်လို့မရပါဘူးเนาะအခုပဲဘလောက်အဖွဲ့တွေကွဲနေတယ်လဲအခုပဲဟိုတနေ့ကပဲ TNL နဲ့ KIA နဲ့ရှင်းပြန်ပြီးတော့ချနေပြန်ပြီအဲ့တော့မဟာမိတ်တပ်ပေါင်းစုကြီးဖွဲ့ဖို့ဆိုတဲ့ပြောတဲ့လူတကယ်ဖြစ်လာမယ်လို့ယုံကြည်တဲ့လူတွေဟာတကယ်တမ်းပဂရိအခြေအနေတွေကိုပဲနားမလဲတာလားလောကကြီးကိုပဲမြင်တဲ့နေရာမှာအမြင်တွေကတစ်ဖက်တွေပိတ်နေတာလားเนาะအဲ့ဒါလေးတော့ပြောပြရစီကျွန်တော်ရင်ကြီးပဲပြောရတယ်เนาะအဲ့ဒါခုနကတော့ကိုသူတို့ဆိုတော့နည်းနည်းတော့သူကရိုင်းတဲ့သဘောပါသွားတယ်ကိုစနီမ